အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်ဟိန်းလက်ဆန်ပါကျွန်တော်ဒီဆုံးရတဲ့ကိန်းကတော့ Stay War Saga အပိုင်း၄ပဲဖြစ်ပါတယ်အရင်တစ်ခေါက်ကကျွန်တော် Sticky Web ရဲ့တာဝါတိုင်းကိုဖြုတ်ခဲ့ပြီးတော့နောက်တစ်ပိုင်းကိုဆက်ရောက်လာပါဒီခါမှာ Spearton ဆိုတဲ့လက်သမားကိုတိုက်ရမှာဖြစ်ပါတယ်ကျွန်တော်စပယ်ကြီးအကုန်ယူရပါတယ်စကျွန်တော်ခက်တဲ့ mode ကိုပဲရွေးရပါတယ်အတင်းပေါ့ဗျာdestroy the enemy statue ကျွန်တော်ရန်သူရဲ့တာဝါရံကိုဖြိုခွဲရမှာဒီခါကတော့ spear တုံမှာဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့လန်သမားပေါ့ဗျာကျွန်တော်ကဓာတ်ရည်ပဲထုတ်ပြီးဖြိုခွဲလိုက်တော့ပါဗျာကျွန်တော်အရင်တစ်ပတ်က game ဆော့ပြတဲ့အကြောင်းအရာကိစ္စတစ်ခုရှိနေလို့ပါအားကြောင့်ဆော့ပြရတာပဲဖြစ်ပါတယ်ဒီကောင်လေးတောင်းအောင်တိမ့်မယ်အဲသူ့ကိုတော့တက်မယ်ဒီကောင်လေးကဘာမှမလုပ်သေးဘူးဗျအထောက်ပိုင်းလိုက်တော့တက်မယ်这刚休息，别对，这样就好了。然后里面生那个太多了呀，我没生多，他那个比较养了。차이차지 나를 내가 어디야 이때서 가는데요 마인드에 가는 거 때문에 가요 이나마 왜 두어야 하야 라이하 뭐는 왜 써야 돼 그냥 차고 아이가 요 뒤로 왜 Miners, get back out there. Don't give up. Mà tá lắm á, nó chuẩn bị tu vào của toa đi gì vậy bọn nó. Tu vào mà bên đó nó xịn để làm gì. Bây giờ tu vào mà speed đồ này nhai thổi thùng ấy. Cá một speed đồ này về thổi thùng à. Để đi vào nó còn lại làm con nếu xoan tùng vậy hôm nay em ngoại xoan tùng rồi rồi mua chu lại chia sai rồi ai một khi rồi còn con hết rồi chạy đó đây do đi về sâu hôm nay thì sâu sự sinh cái nghĩ này nguyên du khả nó tốt đây là con mà đi vô đi á giờ anh em về chạy là mà cho anh sợi này còn lại đi vô là mấy ai vô tay tay xỉn như vậy tao qua đây ôi chịu hơi chuyện đấy à đi thôi tôi khai tên đây lại rồi hay quá ngoài này lên mình đi để luôn áo đi theo trả xong nghề nhà thâu lùi dạo tôi khai tay gì ạ nó mà bảo đó mà lại xong vào đây nhá nó dàn đùa tay gì khán nào đi về được không tao đang chúa rồi mày nghĩ nó ở nhà sao nó bây giờ nó như là kiện muốn chút gì đây à sao vậy
တူတာဟုတ်တယ်ဟုတ်တယ်ဟာလာလည်းမတူအဲ့ဒါမရှိရအောင်အားရအေးစေးရတော်ရင်လည်းဖြစ်ဟာဒီတော်ရင်ပြောပါမယ်အာဒီချာရမင်းတို့ဘယ်ရပြဆော့ရမင်းကဒါလေးကိုကွာချလိုက်ပါလားကွာထူတော့ဒီကောင်လည်းတောက်ရအောင်ဆိုတော့ကြားဖြတ်ပြီးသွားဖြူမယ်ကွာညစ်တာပေါ့ဗျာဒီကောင်ဒီမိုင်းနာကိုရင်တက်တွေးနေလို့အမြင်ကလို့ကွာအဲ့လိုကြားဖြတ်ပြီးဒါပဲလေနိုင်ပြီဒီနေ့ရဲ့ဗီဒီယိုကဒီလောက်ပါပဲခင်ဗျာအားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်အပိုင်းကိုစောင့်နေကြပါဦးဘိုင်